တွေ့ရတင်ကြိုင်းတာမဆိုင်ဖြစ်နေတဲ့ရန်သူတော်ခေါင်းဆောင်မလေးဖြစ်တဲ့ဂျူလီယက်လေးကိုမှချစ်မိနေတဲ့ရိုမီယိုရဲ့အချစ်ကကဘာပေါ်မှာအန်ရရှိဆုံးလို့ဆိုရင်မမှားပါဘူးကျွန်းတကျွန်းပေါ်ကဒယ်လီယာအကယ်ဒမီဆိုတဲ့ကျောင်းတော်ကြီးမှာတစ်ဖက်နဲ့တစ်ဖက်အဆူအဆက်မုံတီးနေတဲ့အရှိနိုင်ငံက Black Doggies နဲ့အနောက်နိုင်ငံက White Cats ဆိုပြီးအဖွဲ့နှစ်ဖွဲ့ရှိပါတယ်ဒီအဖွဲ့နှစ်ဖွဲ့ဟာတွေ့တာနဲ့တကြောင်လုံးပေါ်လော်ရိုက်အောင်ရန်ဖြစ်ကြပြီးတစ်ဖက်နဲ့တစ်ဖက်တိတ်မတက်မုံကြတာပါဒါပေမဲ့ Black Doggy ရဲ့ခေါင်းဆောင်ရိုမီယိုမှာဘယ်သူမှမသိတဲ့လှုပ်ဝက်ချက်ကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့ငယ်စုကလေးကရန်သူခေါင်းဆောင်ဂျူလီယက်လေးကိုတိတ်တခိုးချစ်နေခဲ့တာပါလူတွေရှိမှရန်သူလိုဟန်ဆောင်နေရပေမဲ့ညဘက်ဆိုရင်တော့သူမရဲ့ပုံရိပ်လေးတွေကိုမြင်အောင်မိပြီးကြည်နူးတက်ပြင်းချနေရသူပေါ့ဒီနေ့မှာတော့ရိုမီယိုဟာစိတ်ကိုတင်းပြီးဂျူလီယက်ကိုမျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဂျူလီယက်ကတော့ဒါကိုရန်စတယ်လို့ထင်ပြီးဓာတ်နဲ့အသေးလေးတိုက်ခိုက်ပါတော့တယ်တိုက်ပွဲအလယ်မှာပဲရိုမီယိုကမင်းကိုငါချစ်တယ်မင်းတာငါနဲ့တွေ့ရင်ဒီကဘာကြီးကိုငါပြောင်းလဲပြစ်မယ်ဆိုပြီးအံ့အားသင့်ဖွယ်စကားကိုဝန်ခံပြောချလိုက်ပါတယ်အစပိုင်းမှာညင်းခဲ့ပေမဲ့ရိုမီယိုရဲ့စိတ်ခံစားချက်အရင်မှန်ကိုတီးသွားတဲ့ဂျူလီယက်ဟာနောက်ဆုံးမှာတော့အခြေအနေတစ်ခုကိုဂတိတောင်းပြီးလက်ခံလိုက်ပါတယ်အဲ့ဒီဂတိကတော့သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာဘယ်သူမှမသိအောင်လှုပ်ဝက်ထားရမယ်ဆိုတာပါပဲဒါပေမဲ့ရိုမီယိုနဲ့ဂျူလီယက်ရဲ့အချစ်ဇာတ်လမ်းအတွက်ဒါဟာပျော်စရာအစမဟုတ်ပဲအန်ရရဲ့အစပဲဖြစ်ပါတယ်ချစ်သူတက်တန်တရက်ပဲရှိသေးတယ်။ဒါပေမဲ့လူမိသွားတာနဲ့နှစ်ယောက်လုံးရဲ့ဘဝကပြီးဆုံးသွားနိုင်ပါတယ်။သူတို့နှစ်ယောက်ရဲ့တိတ်ဟာခိုးကြောင်ခိုးဝက်နဲ့တွေ့ရတာမို့ဘလောက်တောင်ရင်ခုန်ဖို့ကောင်းပြီးအသက်အန္တရာယ်ထိပါစိုးရိမ်ရမလဲ။ရိုမီယိုရဲ့ရိုးသားတဲ့ဝန်ခံမှုကိုဂျူလီယက်လက်ခံခဲ့ပြီးနောက်မှာတော့သူတို့နှစ်ဦးဟာတရားဝင်ချစ်သူတွေဖြစ်သွားကြပါပြီ။ဒါပေမဲ့ပြဿနာကသူတို့ဟာ Black Doggy နဲ့ White Cats ဆိုတဲ့ရန်ဘက်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေဖြစ်နေတာပါပဲ။သူတို့တွဲနေတာကိုသာတယောက်ယောက်တီးသွားရင်ကြောင်းထုတ်ခံရရုံတင်မကပဲနိုင်ငံရေးပြဿနာအထိဖြစ်သွားနိုင်ပါတယ်။ရိုမီယိုတယောက်ဂျူလီယက်လေးနဲ့ချိန်တွေ့ဖို့အတွက်အပီအပြင်ပြင်ဆင်စူးစမ်းပါတော့တယ်။ဒါပေမဲ့ကျောင်းထဲမှာလူတွေကနေရာအနှံ့ရှိနေတော့ပုံမှန်အတိုင်းချိန်တွေ့ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်နောက်ဆုံးမှာဂျူလီယက်ကယောက်ျားလေးလိုဟန်ဆောင်ပြီးသူတို့ရဲ့နှစ်ယောက်အတူတူပထမဆုံးတိတ်လေးကိုလွတ်လွတ်လပ်လပ်သွားနိုင်ဖို့အကောင့်ထဲပေါ်ကြပါတယ်။ဒါပေမဲ့ဒိတ်လုံနေစုံပါတယ်ရိုမီယိုရဲ့ငယ်တငယ်ချင်းဟာဆူကီနဲ့တခြားအဖွဲ့ဝင်တွေရောက်လာတာကြောင့်အခြေအနေကအလွဲလွဲအချော်ချော်ဖြစ်ကုန်ပါတယ်။ရိုမီယိုဟာသူ့ရဲ့ချစ်သူဂျူလီယက်ကိုရန်သူအဖွဲ့ဝင်မှမသိအောင်ပြီးတော့မိန်းကလေးမှမသိအောင်အသေးအတန်ကာကွယ်ပေးရပါတော့တယ်။ဒိတ်ရဲ့အဆုံးသတ်မှာတော့သူတို့နှစ်ဦးဟာလပြင်းညအောက်မှာဂတိတစ်ခုထပ်မံပြုခဲ့ကြပါတယ်။ဒီကဘာကြီးကိုပြောင်းလဲပြီးသူတို့အချစ်ကိုအားလုံးလက်ခံလာအောင်ကြိုးစားမယ်ဆိုတဲ့ဂတိပေါ့။ဒါပေမဲ့သူတို့ရဲ့လှုပ်ဝက်ချက်ကိုရိပ်မိနေတဲ့သူတယောက်ရှိနေပါတယ်။ရိုမီယိုတယောက်သူ့ရဲ့အချစ်ကိုဘလောက်အထိအပင်ပန်းခံစောင့်ရှောက်သွားမလဲဆိုတာနောက်လာမယ့်အပိုင်းတွေမှာဆက်လက်စောင့်ကြည့်ကြဖို့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ကြပါဦး